အဲ့ဒီတော့နားတော့သုနာတုမေဗန္တိသံကောမဟာဒီအယံပရိသဧဝရူပယပရိသယနာတုကရသဗ္ဗသောကတံသဝေတုံတသမအာယသမဒောသဇဝနတိရတပခကုနဂရဝတိနောအာယသမဒောသဝိဇိတတာရဘိဝန္တတာတိပိဋကဒရဓမ္မဗန္နာဂရိကသာလို့ပြီးတွေ့ပြီဒါလေးနဲ့စလိုက်တရားဝဲငါရှင်ဝိဇိတတာရဘိဝန္တမြတ်စွာဘုရားရှင်သာသနာတော်မှာဘယ်ပြီးတဲ့ကိုမြတ်စွာဘုရားသံဃာတင်တော်မူခဲ့ပါငါရှင်လို့မာစီစီတော်ဖျားကြီးလည်းမေးတယ်အာဟုသောငါရှင်ဝိဇိတတာရဘိဝန္တပရမမဟာသင်္ကေတိကာလိပရမသင်္ကနာတင်တော်မူရာအခါ၌ဓမ္မသင်္ဃာကတရားတွေကိုစုဆောင်းတော်မူကြကုန်သောမဟာကတ္တဗရောရှင်မဟာကတ္တဗဇာဗျာကုံသမထေရဝရမထေမြတ်တို့ကကံပထမဘေပိတကကိုမြာသင်္ကာယိန်သူသင်္ကာယနာတင်တော်မူခဲ့ပါသည်ငါရှင်လို့ဗန္ဓေမာသီဆရာတော်ကြီးဘုရားပရမမသင်္ကေတိကာလိပရမသင်္ကနာတင်တော်မူရာအခါ၌မဟာကတ္တဗရောဓမ္မသင်္ဃာကတရားတွေကိုစုဆောင်းတော်မူရကုန်သောမဟာကတ္တဗရောရှင်မဟာကတ္တဗဇာဗျာကုံသမထေရဝရမထေမြတ်တို့ကပထမရှေဥစွာဘာဝဆနာဖြစ်တဲ့ဝိနည်းယံပိဋကံဝိနည်းပိဋကကိုသင်္ဃာယိန်သူသင်္ဃာယတော်တင်တော်မူခဲ့ပါကုန်သည်ရှင်မယားတဲ့ဖြေလိုက်ပြီဟုတ်ပြီနော်အဲ့လိုဖြေပြီးတဲ့အခါကျတော့မှပြီးသွားပြီအဲ့တော့လာပြီတခါတရံပခုတ်ကိုရှိတဲ့ဆရာဘုရားကြီး1239မှာမွေးပါတယ်မင်းကမစိုးရင်ဆရာတော်ဘုရားတဝါပဲကြည့်လို့တော့မစိုးရင်ဆရာကြီးအာဟုသောလို့ခေါ်တယ်မစိုးရင်ဆရာတော်ဘုရားကြီး1241မှာမွေးပါတယ်အရှင်အက္ခဓမ္မ1240မှာမွေးပါတယ်ဆိုတဝါသား2ဝါလောက်ကြည့်လို့အာဟုသောလို့ခေါ်လိုက်တယ်ပခုတ်ကခုနကတော့ညက်ထားတဲ့အခါမှာညက်ဆိုတာသိစေတာငါဒါညက်ထားတော့မယ်ပခုတ်ကူကနဂရဝါသီနာပခုတ်မြို့နေတော့ဗတ္တနာဇဝနမထေပခုတ်အရှိတဲ့ဆရာတော်ဘုရားကြီးအဲ့ဒီဆရာတော်ဘုရားကြီး1239မွေးတာဟိုစရတန်ကနာဥက္ကရာကြီးလုံနေတဲ့မစိုးရင်ဆရာတော်ဘုရားကြီးက1241မွေးတော့2နှစ်ကြီးတယ်နော်တတ်တော်အဲ့ဒီတန်ကနာတင်းတဲ့ကမှာတတ်တော်89ညောင်ရင်းဆရာတတ်တော်80အကြီးဆုံးမစိုးရင်ဆရာဘုရား88နည်းနည်းလေးမတိမ်မင်းနေထားတော့အဲ့ဒါကြောင့်မလို့မစိုးရင်ဆရာတော်ကြီးအာဟုသောလို့ခေါ်လိုက်တယ်စမင်းကောင်းဆရာတော်လို့အဲ့လိုမေးဖြေပြီးသွားတဲ့ခါမှာဒီပိဋကတရားပြီးသွားပြီသုနာတုဟောဗာရဏယေဝဒမန္တလေးမြို့အနောက်ခေမကန်နားမှာကတ်တဲ့အနောက်ပြင်ညောင်ရမ်းပါဠိတက္ကသိုလ်ကျောင်းကြီးရဲ့ဆရာတော်ဘုရားကြီးကသုနာတုမေဗန္တေသံကောအဟံဗန္တေအာယသမဏံဝိဇိတသာရပိဝန္တံတိပိဋကဒရဓမ္မဗန္နာဂာရိကံပရမတ္တပါရဇိကတနိရဏမိပုတ်စီပုတ်သွားပြီအရှင်သူမြတ်တို့ဘုရားငါးနိုင်ငံထေရဝါဒကြွလာတဲ့အရှင်မြတ်တို့ဘုရားတပည့်တော်သည်တိပိဋကဒရဓမ္မဗန္နာဂာရိကဖြစ်တော်မူသောအရှင်ဝိဇိတသာရပိဝန္တအာဤဝိနီးသုတ်တံဘိဓမ္မာတို့ကိုအခုဆိုဝိနီးပေါ့မေးမြန်းခဲ့ပါပြီမေးတိုင်းလည်းဖြေဆိုခဲ့ပါပြီဘုရားကောစီအတ္တိဒေါသောအတ္တိနုကောကောစီဒေါသောငါရှင်ဝိဇိတအပြစ်တစုံတရာရှိလားမရှိပါဘူးအဲ့လိုငြင်းနေတာဘုန်းကြီးတွေအရှင်မြတ်တို့ဘုရားအရှင်ဝိဇိတဖြေခဲ့တဲ့အရာများသည်ကောစီအတ္တိနုကောကောစီဒေါသောခလိတပါထောချုပ်ရင်းနဲ့ပတ်အပြစ်တစုံတရာရှိပါသလားတကြိမ်လွတ်တော်သဘောတူပါသလားခမညာသုံးညင်ပြီးတော့တနာတယ်ဒုကစခဲ့တာဒုတိယမိဧတမထံဝရမိဒုတိယလည်းဒီဒိတ်ပဲတတိယမိဧတမထံဝရမိတတိယသုံးယတမတော့နက္ခမတိတစုံတယောက်သောဘုif you don't like me ဒါပြောတာရှင်မကြိုက်ရင်အကေမြ